မေဂန်ပြောင်းစုနယူးယောက်မြို့မှာတင်းလာနေ့ကဆက်လက်ကျင်းပတဲ့ US Open တင်းနစ်ပြိုင်ပွဲမှာကမ္ဘာ့နံပါတ်1 Serena Williams နဲ့ကမ္ဘာ့နံပါတ်2 Andy Murray တို့ကွာတာဖိုင်နယ်တက်ရောက်သွားပါတယ်။မျိုးမီတူချင်းစတုတ္ထဆင့်မှာမေဂန်တင်းနစ်မယ် Serena ကကာဇက်စတန်တင်းနစ်မယ် Sharapova ကို 6-2 6-3 နဲ့အနိုင်ရပါတယ်။ဒါပေမဲ့သူ့အမ Venus Williams ကတော့ Chess တင်းနစ်မယ် Karolina Pliskova ကို 4-6 6-4 7-6နဲ့ရှုံးသွားပါတယ်။မျိုးသားတူချင်းစတုတ္ထအဆင့်မှာပြည်နယ်တင်းနစ်သမား Andy Murray ကဘူဂေးရီးယားတင်းနစ်သမား Dimitrov ကို 6-1 6-2 6-2 နဲ့နိုင်ပါတယ်။အာဂျင်တီးနားတင်းနစ်သမား Juan Martín del Potro ကတော့ ဩစတြီးယားတင်းနစ်သမား Dominic Thiem ဒဏ်ရာကြောင့်ရှုံးပေးသွားလို့ပွဲမပြီးခင်မှာပဲနိုင်ရသွားပါတယ်။ Swiss တင်းနစ်သမား Wawrinka ကတော့ Marchenko ယူကရိန်းကို 6-4 6-1 6-0 6-3 နဲ့နိုင်ရတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ကျွန်တော်အောက်ဝဲမှာ